Hello တင်ချင်းတို့ရေမင်္ဂလာပါနော်ဆိုတော့ဒီ Facebook ကိုဖေဖေနဲ့ချိန်ထားတဲ့သူတွေနော်ဖေဖေနဲ့ချိန်ထားတဲ့သူတွေကျွန်တော်တို့ဒီနေ့ဒီ Facebook ကနေပြီးတော့ဖေဖေထဲမှာပတ်စံလွှဲပေးပါပြီနော်အဲ့ဒါကျွန်တော်တို့တစ်ချက်ပြချင်တယ်ပေါ့နော်ဆိုတော့ရင်ဆုံးကျွန်တော်တို့ Facebook ထဲကိုဝင်မယ် Facebook ထဲကိုဝင်ပြီးတော့ပေါ့နော်ဒီ professional dashboard ထဲကနေတွားမယ်ပြီးလို့ရှိရင်တော့ဒီ payout ထဲမှာတွားမယ်နော် payout ထဲမှာတွားမယ်ပြီးလို့ရှိရင်ကိုချိန်ထားတဲ့ဟာပေါ့နော်ကျွန်တော်ကဒီဟာနဲ့ချိန်ထားတဲ့ဟာမှာပေါ့နော် okay ဆိုတော့ဒီမှာပေါ့နော် okay ဆိုတော့ဒီမှာပေါ့နော် pay ဆိုပြီးတော့ဒီမှာဒါ pay ကိုရဲ့ pay အကောင့်ပေါ့နော်ဒီဟာကဒီမှာ payဆိုတော့ဒါဒီနှစ်ခုပေါင်းလိုက်မှဒါ$44နဲ့80ခဏပြပါတော့ဆိုတော့ဒီဟာကိုဖေဖေထဲမှာပို့ပေးတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်ဆိုတော့ email မှာတစ်ချက်သွားရအောင်ဒီဟာ Gmail ထဲမှာပေါ့နော်ဖေဖေကနေပို့ထားရရှိတယ်ပေါ့နော်ဆိုတော့ဒီမှာပို့ထားလဲဆိုတော့ဒီမှာပေါ့နော် okay ဆိုတော့ဒီမှာလေးပြောထားတယ်ပေါ့နော် Facebook has sent you that 41ပေါ့နော်သူတို့နှုတ်ပြီးသားထင်တယ်ပေါ့နော်ဆိုတော့ဒီလောက်ပဲရှိတယ်ပေါ့နော် okay ဆိုတော့ဟုတ်မဟုတ်ဆိုတာကျွန်တော်တို့နော်ဖေဖေတက်ကိုတွားရအောင်ဖေဖေကိုတွားမယ် okay ဆိုတော့ဒီဟာကနှစ်ခုပေါင်းလိုက်တာဟုတ်တယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဇနီးတွေဟာနဲ့ကျွန်တော်ဟာနဲ့ပေါ့နော် okay ဆိုတော့ဒီဟာကိုကျွန်တော်တို့ transfer လုပ်ကြည့်မယ်ပေါ့နော်ဒီဟာကို transfer လုပ်ကြည့်မယ်ဆိုတော့ဒီမှာပေါ့နော် transfer ပေါ့နော်ဆိုတော့ဒီမှာ41နဲ့$29ပေါင်းလိုက်မှသူတို့ currency နဲ့ဒီမှာတစ်ခါလေးပေါ့နော် calculate လုပ်ပေးတာဒါ189ပြ40ပေါ့နော်ဆိုတော့ဒီ transfer ကိုနှိပ်ရအောင်နော် okay ဆိုတော့ဒီမှာ pass key ပေါ့နော် okay ဆိုတော့ဒီမှာကျွန်တော်ရေးဒါ3ချက်နှုံးမယ်လို့ပြောတယ်နော်ဆိုတော့ instant ပေါ့နော် instant က3ချက်ပဲပြီးလို့ရှိရင်ဒီဟာလေး3ချက်ပဲဆိုတော့ဒါမထူးဘူးလေနော်ချက်ချင်းပဲကျွန်တော်ထုတ်တော့မယ်ပေါ့နော်ဒီဟာကိုရွေးလိုက်မယ်ဒီဟာကိုပေါ့နော်ဒီဟာကိုရွေးလိုက်မယ်ပြီးလို့ရှိရင်ဒီ next မှာနေမယ်နော် next မှာokay ဆိုတော့ဘယ်လောက်ထုံးမလဲဆိုတော့ဒီမှာပေါ့နော်ဟိုမှာ payable balance တဲ့နော် payable balance ကလောက်ပေါ့နော်90နဲ့မှ58ဆိုတော့အဲ့ဒါ90နဲ့မှ58ပေါ့နော်အကုန်လုံးပေါ့နော်90နဲ့မှ58 okay ဆိုတော့ဒီမှာ next နေလိုက်မယ်နော် next okay ဆိုတော့ဒီမှာပေါ့နော် transfer လုပ်မယ်နော်ဆိုတော့ you transfer ပေါ့နော်ဆိုတော့ estimated arrival in minutes ပေါ့နော်ဒါ minute အတွင်းမှာပဲပေါ့နော် minute အတွင်းမှာသူတို့ဒီ transfer money to your prepare ပေါ့နော်ကျွန်တော်ရဲ့ prepare get မှာပေါ့ဆိုတော့ done လုပ်လိုက်မယ်နော် done လုပ်လိုက်မယ် okay ဆိုတော့ဒီဟာကိုit's on the way တဲ့နော်ဆိုတော့ refresh လုပ်ကြည့်မယ်မရှိတော့နော်ဒီမှာ0 balance 0ပဲရှိတော့တယ်ပေါ့နော် okay ဆိုတော့ merchant trade မှာတွားရအောင်ဒီမှာပေါ့နော် merchant trade login လုပ်လိုက်မယ် okay ဆိုတော့ရောက်မရောက်ကျွန်တော်တို့ကြည့်မယ်နော်ဒီ transaction တက်မှာတွားမယ်နော်ဒီမှာတွေ့လား payback ကနေလွှဲပေးတာပေါ့နော်186ပေါ့နော်3ချက် note တယ်ဆိုတော့ဒီမှာရောက်တယ်ပေါ့နော်ဆိုတော့ဒါရအဆင်ပြေပါတယ်လို့နော်ဒါ payback ကနေချိန်ထားလို့လည်းအဆင်ပြေတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဟာကဘယ်လောက်ရလဲဆိုတော့စုစုပေါင်းပေါ့နော်ဒီမှာပေါ့နော်ဒီမှာဆိုတော့ဒါကျွန်တော်ဇနီးဟာပေါ့နော်ဒါအပေါ်ဟာကဒီဟာကကျွန်တော်ဟာပေါ့နော်ဆိုတော့ရောက်ပေါင်းလိုက်မှဒီလောက်ရတာပေါ့နော်โอเคဆိုတော့ဒီဟာလေးပြပေးချင်တာပါလို့နော်ဖေဖေနဲ့ချိန်တဲ့သူတွေတကယ်ထုတ်လို့ရတယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်တယ်နောက်ဗီဒီယိုအတစ်တွေမှာပြန်ပြီးတော့ဆုံကြမယ်နော်အားလုံးကိုကျေးဇူးပါ